ကြောင်ပေါက်ကလေးတွေကရုတ်တရက်ဧကရရဲ့ခြေတော်နာဟုတိုးကလာကြတယ်။ဘုံကကိတ်ကိတ်မျက်နှာလေးတွေနဲ့သူ့ခြေတော်ကိုပတိပတတ်လွတ်နေကြတာ။အဲ့ဒီအမွေးပေါ်9ကောင်ကလေညောင်ညောင်နဲ့အော်ပြီးဧကရရဲ့ငကားပုံထိုးထားတဲ့ဖက်နှက်ပေါ်မှာကတ်ချွဲနေတာမြင်တော့အားလုံးစွမ်းအပ်လာကြတာပေါ့။သူတို့ဘလို့တော့တက်တိရှိနေကြတာလေ။ဝီဖီဆိုလားစစ်ချင်းကိုအော်ဟစ်ပြီးနောက်ကိုဆုတ်သွားတယ်။ကြောက်စရာတက်တော်ကြီးမြေလိုက်ရတယ်လို့လက်ညှိုးတူတူထိုးနဲ့ဘဲကရောက်လာတဲ့တောကြောင်လေးလည်းညစ်ပတ်လိုက်တာ။ဒါတွေကအိတ်ဆက်တဲ့နန်းဆောင်ကလာတဲ့အမင်္ဂလာတွေပဲ။ဧကရရဲ့ဝိယုံကိုပေးလို့မယ်။စစ်ချင်းရှင်းထုတ်လိုက်ကြစမ်းလို့အော်တော့တာပေါ့။သူ့နောက်ကအစီကံတွေရှေ့တိုးလာတဲ့အချိန်မှာကျမလည်းအလန့်နဲ့ကြအော်ပြီးမြေကြီးပေါ်လူးလိမ့်ပြေးသွားကကြောင်လေး9ကောင်ကိုကိုယ့်ကိုအောက်မှာအတင်းပြိဖတ်ကောက်ဝေးထားလိုက်တယ်။ပြီးတော့ဧကရကိုတုံတုံရင်ရင်နဲ့တောင်းပန်တာပေါ့။သူတို့ကအင်ကြီးပဲကြောင်လေးတွေပါ။ကျမအပြင်းတွေအောင်ဝေးထားတာပါ။သူတို့ဘာမှမသိကြပါဘူး။အရှင်မင်းကြီးသူတို့ကိုခွင့်လွှတ်ပေးပါ။အပြစ်ပေးမယ်ဆိုရင်လေကျမတယောက်တည်းကိုပဲအနားယူစေပါလို့ပြောရင်းနဲ့မျက်နှာကိုကြောင်လေးတွေရဲ့အမွေးနုနုလေးတွေနဲ့အတိတ်အိုက်ပြီးလက်ရည်လေးတောက်တောက်ကြနေတယ်။သွားပြီဒီတစ်ခါတော့ကျမတင်မကဘူးခလေးလေးတွေကမလွယ်တော့ဘူးလို့တွေးနေတာ။ဒါပေမဲ့ထင်ထားသလိုစူပူတာမျိုးမရှိပဲအဝင်းကျင်တစ်ခုလုံးတက်ရှိသွားတယ်။ဧကရကတပြင်းတစ်ချက်ခပ်ပပခတ်လိုက်တာပဲကြားရတယ်။ပြီးတော့သူကလေအားလုံးပါးစပ်အဟောင်းသားထစ်သွားမယ်အလုပ်တစ်ခုလက်လိုက်တယ်။သူကဖြည်းဖြည်းချင်းထိုင်ချလိုက်ပြီးတော့အာနာအရှိဆုံးလက်နှုတ်ဖက်နဲ့ကျမရေဝင်တွေကကြောင်လေးတွေရင်ခေါင်းကိုအသာအရာပုတ်ပယ်နေတာ။သူ့ရဲ့လှူရှာမှုကနှေးကွေးပြီးတကယ့်ကိုနူးညံ့နေတာပဲ။ကျမလေးကြောက်ကြောက်လန့်လန့်နဲ့မျက်တောင်ခတ်ကြည့်လိုက်တော့မီးရောင်အောင်မှာအငြင်းတန်းအေးဆက်နေတဲ့ဧကရရဲ့မျက်လုံးတွေထဲမှာမျက်တာရည်ကလေးတွေဖြတ်ပြေးသွားတယ်လို့ပဲ။ကျမမျက်စိမားတာမသိဘူး။ကျမအန်အောနေတော့မှပဲဧကရကငါးလေးရဲ့ခေါင်းကိုအရင်ပုတ်ပေးတယ်။ပြီးတော့တခြားကြောင်လေးတွေရဲ့မျက်စိထုံနဲ့ကလိပြီးနေတာ။အဲ့ဒီပုံစံကတကယ့်ကိုကျွမ်းကျင်နေတဲ့ပုံစံလေးပဲ။ကျမတော့လုံးဝကိုကြောင်သွားတာပေါ့။အားရဖြစ်နေမှန်းကိုစဉ်းစားလို့မရတော့ဘူး။ခဏကြာမှဧကရကဖြည်းဖြည်းချင်းပြန်ထွက်ရပြီးကျမကိုကြည့်တာလေတန်အေးအေးနဲ့မင်းကကြောင်လေးကိုသဘောကျတာလားလို့မေးတယ်။ကျမခေါင်းထဲမှာဖလားဖြစ်နေပြီပဲအလိုအလောက်ခေါင်းနေပြလိုက်တယ်။သဘောကျရုံတင်ဘဲကမလဲသူတို့ကကျမရဲ့အသွေးအသားတွေပဲဒါပေမဲ့ဒီစကားကိုရင်ထဲမှာပဲအော်ဟစ်နေပြီလားကျမအဖေကိုကြားတော့ဧကရကခန်းစားချက်မျိုးစုံနဲ့စိုက်ကြည့်နေတယ်သူဘာမှထပ်မပြောပဲမြေကြီးပေါ်ကတစိမ့်တုံးကိုကောက်ယူပြီးဘေးကအစီခံချုပ်ကြီးကိုပေးလိုက်တယ်ပြီးတော့ဒီကိစ္စကိုသူကိုယ်တိုင်ဆုံးဖြတ်မယ်လို့ပြောပြီးနားမလည်နိုင်တဲ့အစီခံတွေအတူထွက်သွားတာပဲဝေဖေးကတော့မျက်နှာကြီးပြက်ပြီးကျမကိုစားမတက်ဝါမတက်ကြည့်ပြီးတော့ဒေါသတကြီးနဲ့နောက်ကနေလိုက်သွားတယ်သူတို့တွေအေးဆက်တဲ့နန်းဆောင်ကပြောက်ွယ်တော့မှကျမလည်းအားရင်တွေကုန်ခံပြီးမြေကြီးပေါ်ပုံရက်သားလဲကျသွားတာပေါ့ကြောက်စိတ်တွေကဖိုင်းလုံးကိုတိုးဝင်လာပြီးတကူလုံးတုံရင်ကချွေးတွေပါရွှဲကုန်တယ်အဲ့ဒီတညာလုံးကြောင်လေး9ကောင်ကိုဖတ်ထားပြီးအိတ်တာတစ်စက္ကန့်တော့လက်မလွတ်ရင်ဧကရရဲ့သဘောထားကတကယ်ကိုထူးဆန်းလွန်းတယ်သူကတကယ်ကိုစီကံပြီးပြတ်ထားတဲ့သူလေအရင်ကအစီကံတယောက်တစိမ့်တုံးပေါ်မင်းဆက်လေးတစ်စပ်ပေးမိမှတော့ချက်ချင်းကိုအနားယူခိုင်းလိုက်တယ်သူအခုကတစိမ့်တုံးခိုးတာဆိုတော့နိုင်ငံတော်အဆင့်ပြည့်စည်မှုတစ်ခုလေဒါကိုဘာလို့ဒီလောက်အေးအေးဆေးဆေးမြင်ရတာလဲကျမကိုဘာလို့ဖမ်းမသွားတာလဲဒါမှမဟုတ်နောက်မှပိုပြင်းထန်နေနေနဲ့ရှင်းထုတ်မလို့လားကျမမသိတဲ့အကြောင်းရင်းတစ်ခုခုရှိနေတာလားဧကရပြောသွားတယ်သူကိုယ်တိုင်ဆုံးဖြတ်မဲဆိုတာကတိတ်တဆိတ်စုံစမ်းတော့မယ်သဘောလားမဖြစ်ဘူးဒီနေရာကအရန်အန်နေရတယ်နန်းတော်ဆိုတာအပြင်ဘက်လာပေမဲ့လူတွေကိုအရှင်းလက်လောက်ဝါးစားမယ်ငရဲခံတယ်ကျမရဲ့ကလေး9ကောင်ကလူပဲဖြစ်ဖြစ်ကြောင်ပဲဖြစ်ဖြစ်ဒီမှာဆက်နေလို့မဖြစ်တော့ဘူးလူကိုဘေးကင်းတဲ့နေရာကိုပို့ပေးဖို့နီးလန်းရှာရမယ်ကျမရဲ့အဖိုးတန်လေး9ယောက်သူတို့ကကြောင်ပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်ဒီနေရာမှာဆက်နေလို့လုံးဝမဖြစ်တော့ဘူးသူတို့ကိုနန်းပြင်ကဘေးကင်းတဲ့နေရာတစ်ခုစီပို့ပေးဖို့နီးလန်းရှာရမယ်နောက်နေမနဲ့အစောကြီးမှာမယ်ပင်မနှွဲ့နေနေတဲ့ခန္ဓာကိုယ်ကိုအားတင်းပြီးဒီကလေး9ယောက်ကိုဘယ်သူမှမသိအောင်နန်းပြင်ကိုဘယ်လိုပို့ရမလဲဆိုတာအသေးအတန်စဉ်းစားနေနေတယ်အေးနန်းဆောင်ကလူသူပြက်ပြီးလေစောင့်ကြတဲ့သူတွေရှိနေတော့မယ်ပြီးတော့နန်းဆောင်တိုင်းကလည်းအရန်မြင့်တော့ကလေး9ယောက်ကိုခေါ်ပြီးကြော်ချက်ဖို့ဆိုတာတကယ့်ကိုအိမ်မက်လိုပဲဆန်အိုးထဲမှာဆန်မရှိတော့တာနဲ့ရေအိုးထဲမှာရေမရှိတော့တာကိုကြည့်ပြီးစိတ်ညစ်နေတော့ငါ့မှာရှိတဲ့လက်ဝဲရတနာလေးတွေနဲ့အဆောက်နေကိုလာထိုးရင်ကောင်းမလားလို့တွေးနေချိန်မှာပဲဟောင်းနှမ်းနေတဲ့နန်းဆောင်တကားကြီးဝုန်းကနေကန်ဖွင့်ခံလိုက်ရတယ်ရွှေမီဖျားကလူမိုက်လိုရုပ်မျိုးနဲ့အထိုင်တော်ကြီးတွေမိန်းမစိုးတွေကိုခေါ်ပြီးဒေါသတကြီးရောက်လာတယ်ဒီနေ့သူကအရန်လာပါတဲ့နန်းတွင်းဝတ်စုံကိုဝတ်ထားပြီးမိတ်ကပ်တဲ့အပြည့်နဲ့ဆိုပြီးမျက်နှာမှာတော့မနာလိုမှုနဲ့လောင်ပြုံးနေအထင်သာပဲသူကအကွက်ချပြီးလာတာတိတာတယ်သူ့နောက်ကအထင်းတော်ကြီးတွေကလည်းဆာလာအိတ်တွေတုတ်တွေကြိုက်ထားပြီးမျက်လုံးတွေကကြောက်စရာကြီးပဲရွှေမီဖျားကကျမရှိမှမန်တက်ပြီးရောက်လာတယ်ကျမကိုအမိုက်တစ်ခုလုံးကြည့်ပြီးမနေ့ကဒီအေးနှန်းဆောင်ကကြောင်လေးတွေကတော်တော်ချစ်ဖို့ကောင်းတာတွေ့လို့သူကိုယ်တိုင်ခေါ်ယူကျွေးမွေးကြတယ်တဲ့ဒါကကြောင်လေးတွေအတွက်ကံကောင်းချင်းမဲ့ဆိုပြီးချက်ချင်းထုတ်ပေးဖို့အမိန့်ပေးတယ်နန်းတွင်းထဲမှာရွှေမီဖျားကအမွေးပွားတဲ့ဒလေးစန်းတွေကိုအမုန်းဆုံးဆိုတာဘယ်သူကဆိုသိကြတယ်သူကကျမရဲ့ကလေးတွေကိုဖမ်းသွားပြီးရှင်းထုတ်ချင်တာဒါမှမဟုတ်ရေကရင်ရဲ့စိတ်ကိုစမ်းသပ်ဖို့ခုတုံးလုပ်ချင်တာတိတာနေတယ်ကျမကလေးတွေသူ့လက်ထဲရောက်သွားရင်အသက်ရှင်မအောင်လားကျမရင်ထဲထိတ်ခဲဖြစ်သွားပြီမဲ့အတက်နိုင်ဆုံးတင်းငင်အောင်ဟန်ဆောင်ပြီးဒီကြောင်လေးတွေကအေးနှန်းဆောင်လို့ညစ်ပတ်တဲ့နေရာမှာကြီးပြင်းလာတာမို့လို့အရိုင်းဆိုင်တွေဖြစ်နေတယ်ကိုတော်လေးကိုထိခိုက်မှစိုးရိမ်ရတယ်လို့မြင်လိုက်တယ်ဒါပေမဲ့ရွှေမီဘုရားကဒေါသတကြီးနဲ့အော်ဟစ်ပြီးသူ့လုံချင်တာကိုအေးနှန်းဆောင်ကကိုလုတ်တော်တယောက်ကဝင်ပြောစရာမလိုဘူးလို့ပြောပြီးကြောင်ဖမ်းဖို့အမိန့်ပေးလိုက်တယ်ကိုလုံးတော့အထင်းတော်ကြီး2ယောက်ကအထဲဝင်ပြီးအတင်းရှာဖို့လုပ်တော့ကျမလည်းမစင်စားအားပဲရှေ့ကနေပိတ်ထားလိုက်တယ်ဒါပေမဲ့သူတို့ကကျမကိုအတင်းတွတ်ထုတ်လိုက်လို့မြေကြီးပေါ်လဲကျသွားတယ်ကျမအနေခံရတာမြင်တော့အထဲမှာထမင်းစားနေတဲ့ကြောင်ပေါက်လေး9ကောင်လုံးပြေးထွက်လာတယ်သူတို့ကကျမအပြေးရှိနေတာသိပုံရတယ်တာပေါင်နဲ့အာပေါင်ဆိုရင်အမွှေးတွေထောင်ပြီးဟိမ့်တန်ပေးနေပြီသူတို့ရဲ့သွားလေးတွေနဲ့အထင်းတော်ကြီးတွေရဲ့ဘောင်းဘီလေးကိုအတင်းခွေကြတယ်တခြားကလေးတွေကလည်းဝိုင်းပြီးကုတ်ချချစ်ကြတာပေါ့ရွှေမီပြားကဒါကိုမြင်တော့မျက်လုံးထဲမှာရက်ဆက်မှုတွေပြည့်သွားပြီးတာပေါင်နဲ့အာပေါင်ကိုရှင်းထုတ်ခိုင်းလိုက်တယ်ကျန်တဲ့3ကောင်ကိုတော့ဖမ်းသွားပြီးတွန်းတင်ပေးမယ်တဲ့အကိတ်ခံရတဲ့အထင်းတော်ကလည်းဒေါသထွက်ပြီးခဏအထူကြီးနဲ့ကျမရဲ့တာပေါင်အာပေါင်လေးတွေကိုအတင်းကန်ဖို့လုပ်တယ်ဒါကိုမြင်တော့ကျမသွေးပြက်မတက်ခွာသွားပြီးဘဲတော့အားတွေထွက်လာမှမသိဘူးကလေး9ယောက်လုံးကိုကိုနဲ့အုပ်ပြီးကာကွယ်ပေးလိုက်တယ်အထင်းတော်ကြီးရဲ့ကန်ချက်ကကျမရဲ့ကြောပေါ်ကိုအားပြင်းပြင်းနဲ့ကျလာလို့မျက်စိတွေပြာကနေထိသွားပြီးမူးလည်းမတန်နာကျင်သွားတယ်ရွှေမီဘုရားကကျမဒီလောက်အထိကာကွယ်နေတာမြင်တော့ပိုပြီးဒေါသထွက်သွားတယ်
ကျမကိုအရင်ဆုံးတင်ကန်းစာပေးမှကြောက်နေကိုဖန်ခိုင်းတယ်ကျမတော့ကလေးတွေကိုရင်ခွင်ထဲမှာဖတ်ထားမိတယ်ရင်းချုံကဘေးကနေငိုပြီးကုညီဖို့ကြိုးစားပေမဲ့မိမစိုးတွေကအတင်းဖိထားတယ်ကလေးတွေကလည်းကျမရင်ခွင်ထဲမှာဒေါသတကြီးနဲ့အော်ဖြစ်နေကြတယ်ကျမတို့ကိုလေးတန်တိုးတိုးလေးနဲ့မလုပ်နဲ့နော်မင်းညာကမိမိကိုဂရီပေးထားတာမှတ်မိလားလို့ပြောလိုက်တယ်သူတို့ကလည်းကျမရင်ခွင်ထဲမှာငိုပြီးအောင်ထားကြတယ်ကျမတတိတွေလွတ်ချင်လာပြီဒါပေမဲ့စိတ်ထဲမှာတခုပဲရှိတယ်ငါကလေးတွေကိုတော့ဘသူ့လက်ထဲမှာမထည့်နိုင်ဘူးကျမမတောင့်ခံနိုင်တော့မယ့်အချိန်မှာပဲတကားကြီးဝုန်းကနေပွင့်သွားပြီးအားလုံးရက်ဆန်းဆိုတဲ့အတန်ကြီးထွက်လာတယ်ရေကလေးမင်းမြတ်ရဲ့အတန်ကိုကြားလိုက်တော့ကျမအပေါ်ကျနေတဲ့လက်တီတွေအားလုံးရက်သွားတယ်ရေကလေးမင်းမြတ်ကမျက်နှာကြီးညိုမဲပြီးတကားဝမှာရက်နေတယ်သူကအခင်းဖြစ်ပွားနေတဲ့နေရာကိုဝေ့ကြည့်လိုက်တယ်တန်ရာရီနဲ့နွမ်းပါနေတဲ့ကျမကိုမြင်လိုက်တယ်ပြီးတော့ကျမရင်ခွင်ထဲကကြောင်လေးတွေကိုလည်းမြင်သွားတယ်နောက်ဆုံးတော့ရက်ဆက်နေတဲ့ရွှေမီဖျားနဲ့အထင်းတော်လေးစီကိုအကြည့်ကရက်သွားတယ်သူကအတန်တိုးတိုးလေးနဲ့ပဲဒါပေမဲ့အရန်ကိုလေးနဲ့တဲ့အတန်နဲ့ရွှေမီဖျားကကိုယ်နန်းဆောင်မှမနေပဲအီးနန်းဆောင်အထိလာပြီးရန်ရှာနေတာဘာကိစ္စလဲလို့မေးလိုက်တယ်ရွှေမီဖျားလည်းရေကလေးရောက်လာမယ်လို့မထင်ထားဘူးသူလည်းအချိန်ကြီးမကောင်းတာတိတော့ချက်ချင်းပဲမျက်နှာပြောင်းပြီးတနာစရာကောင်းတဲ့ပုံစံဖမ်းပြီးဒီကြောင်လေးတွေတနာလို့လာခေါ်တာပါဒီမိမကအတင်းတာနေလို့လူတွေကစိတ်တူလို့တင်ကန်းစာပေးလိုက်ကြပါလို့ချွေးနယ်ပြီးဖြစ်လေရေကလေးကသူ့ကိုတစ်ချက်ပဲကြည့်ပြီးစကားပြန်မပြောဘူးကျမစီကိုတဖြည်းဖြည်းရှောင်လာတယ်ကျမရှေ့မှာခဏရပ်ပြီးမှစောင့်ကြောင်ထိုင်ကြသွားတယ်ကျမကကြောင်လေးတွေကိုကြည့်မလားလို့ထင်လို့ဖယ်ပေးပေါ်လို့တော့သူ့ရဲ့လက်ကကျမမျက်နှာကိုရောက်သွားတယ်ကျမတကူလုံးတုံသွားတယ်နားသလားလို့တိုးတိုးလေးမေးလိုက်တယ်ကျမသူ့မျက်နှာကိုငေးကြည့်ပြီးခေါင်းလေးညှို့ပြမိတယ်ရေကလေးကကျမကိုချက်ချင်းပဲပွေ့ကြည့်လိုက်တယ်ကျမဒဏ်ရာရောက်မှဆိုလို့အရန်ကိုညင်းညင်းစားစားလေးချီတာကျမလန့်သွားပြီးရုံးမို့လို့တော့သူကပို့ပြီးတင်းတင်းကြပ်ကြပ်ဖတ်ထားပြီးမလွတ်မေးလို့အမိန့်ပေးလိုက်တယ်ဘေးကလူတွေအားလုံးအံ့ဩသွားကြတယ်အထင်းတော်တွေရွှေမိဖျားနဲ့ရင်းချွန်းတော်ပါဆက်အဟောင်းစားကြည့်ကုန်ကြတယ်အားလုံးရဲ့ရှေ့မှာရေကလေးကကျမကိုပွေ့ချီထားပြီးရွှေမိဖျားကိုစူးစူးဝါးဝါးကြည့်လိုက်တယ်ပြီးတော့ရွှေမိဖျားကလူတွေကိုစနစ်တကျမအုပ်ချုပ်ပဲနန်းတွင်းမိသားစုကိုရန်ရှာတယ်ဒီနေ့ကစပြီးငါအမိန့်မရှိပဲအပြစ်မထွက်စီနဲ့လို့အမိန့်ထုတ်လိုက်တယ်ရွှေမိဖျားကမယုံနိုင်အောင်ဖြစ်သွားပြီးကျမမလုပ်ပါဘူးသူကအရင်စတာပါလို့ညင်းနေတယ်ဒါပေမဲ့ရေကလေးကငါကိုယ်တိုင်မြင်တာကိုမင်းကညင်းအောင်မလားခုနကလက်ပါတဲ့လူတွေအားလုံးကိုအပြင်ခေါ်သွားပြီးအနားယူခိုင်းလိုက်တော့လို့အမိန့်ပေးလိုက်တယ်ခုနကရက်ဆန်နေတဲ့လူတွေအားလုံးအသက်ဘဲကလွတ်ဖို့တောင်းပန်နေနဲ့စစ်တီတွေကအတင်းဆွဲထုတ်သွားကြတယ်ရေကလေးကကျမကိုပွေ့ချီထားပြီးကျမနောက်ကလိုက်လာတဲ့ကြောင်လေး9ကောင်ကိုလိုက်ခဲလို့နူးနူးညံ့ညံ့ပြောပြီးအေးနှန်းဆောင်ကနေထွက်လာခဲ့တယ်ရေကလေးကကျမကိုအရင်ကနေခဲ့ဘူးတဲ့ရီလန်နှန်းဆောင်ကိုပြန်ခေါ်သွားတယ်ကျမကိုကရင်ပေါ်မှာရေရနာတစ်ခုလိုအသားကြီးချပေးတယ်ပြီးလို့တမတော်ကိုချက်ချင်းခေါ်ခိုင်းတယ်တမတော်ကစစ်ဆေးပြီးဆေးတွေပေးသွားတယ်ရင်းချုံကဆေးလူပေးဖို့လုပ်တော့ရေကလေးကတားပြီးသူ့ကိုယ်တိုင်လုပ်မယ်တဲ့ကျမရင်းဖို့လုပ်ပြီးမဲ့ရေကလေးကကျမရဲ့ပခုံးကိုကင်ပြီးမလုပ်နဲ့လို့ပြောလိုက်တယ်သူကဆေးကိုတေချာလူပြီးရင်းနဲ့နာမဆိုးလို့လေးလေးနဲ့မှုတ်ပြီးနေသေးတယ်တောက်မှန်ပါတယ်ကိုရိုနာကျသွားလို့မင်းတို့ခါရောက်လိုက်ရတယ်လို့ပြောတယ်ရေကလေးကလူအားလုံးရှိမှာတဲ့ဒီနေ့ကစပြီးဝမ်းမျိုးပါကိုဂုံမှုယူပြီးဖျားအခုခန့်အပ်လိုက်တယ်လို့ကြီးညာလိုက်တော့ကျမတကယ်ကိုမယုံနိုင်အောင်ဖြစ်သွားရတယ်